မ်းခြေမြို့လေးကိုရောက်နေတာဖြစ်ပါတယ်အခုဒါပိုးကြီးတို့ရဲ့ပထမဆုံးအကြိမ်ဒီ Southern North Sea ကိုလာပြီးတော့လေတာပေါ့နော်အခုကတော့ဒီသူတို့ရဲ့ကမ်းခြေမြို့မှာရှိတဲ့ the longest fire ပေါ့နော်ဒီ fire ပေါ်မှာရောက်ရှိနေပါတယ်အဲ့တော့ဒီ fire ကသူတို့နိုင်ငံမှာဆိုလို့ရှိရင်ဒီအရှည်ဆုံး fire တွေအမှတစ်ခုအပါအဝင်ဖြစ်တယ်ပေါ့နော်ဘယ်လောက်တော့မှရှိလဲဆိုရင်အခုကနေအဆုံးကိုနှိုင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်အဆုံးတော့မမြင်ရပါဘူးပြီးတော့ဒီ fire ပေါ်ရှောက်မယ်ဆိုလို့ရှိရင်တိကက်က2မျိုးရှိရယ်ပထမဆုံးကဒီလိုမျိုးလမ်းလျှောက်ပြီးသွားမှာလားသို့မဟုတ်ရထားနဲ့သွားမှာလားပေါ့နော်ဘိုးကြီးတို့ကတော့လမ်းလျှောက်ပြီးသွားတဲ့ဟာကိုရွေးခဲ့ပါတယ်ဆိုတော့သူကတယောက်ကိုပေါင်3ပုံနဲ့20ကျတယ်ပေါ့နော်သွားပြန်ပါပြီးသားဖြစ်ပါတယ်အဲ့တော့ဘိုးကြီးတို့ဒီဆက်ပြီးတော့ရှောက်လိုက်ပါအောင်မယ်နော်ပေါ့နော်ယထာကြီးတစ်စင်ဖြတ်သွားတယ်အဲ့ဒါကိုရိုက်လိုက်တာပေါ့နော်သူတို့မှာဒီယထာကလည်းအဲ့လိုမျိုးပါရတစ်လျှောက်လုံးအသွားပြန်ရှိရပေါ့နော်အရင်မိုက်ပါတယ်ဒီကတော့ဘေးလန်းကက်ရမှာပဲပေါ့နော်ယထာလန်းရှိတယ်ယထာလန်းတန်လန်းရှိရဒီဘက်မှာကတော့လူသွားလန်းရှောက်လန်းပေါ့နော်ဘေးမှာနှစ်ဖက်နှစ်ချက်ကပင်လေပြီးတော့ရမ်းလာတယ်တို့တော့ဒီဘက်အချမ်းပါရရဲ့အစုံရောက်ရှိလာပြီပေါ့နော်ဒီပါရရဲ့အစုံရောက်လာပါပြီအခုဒီပါရရဲ့အစုံဖက်ကိုရောက်လာတဲ့အခါမှာတော့သူကဒီလိုဆိုင်ခန်းလေးရှိရပေါ့နော်ဒီလိုစားစရာတောက်စရာ ice cream ပြီးတော့ fish and chip အဲ့လိုဆိုင်ခန်းတည်လေးရှိပါတယ်ဒီနေရာလေးကအရန်တာရတယ်လုံးဝအဲ့လို easy ထိုင်ချပြီးတော့ဒီ relax လုပ်လို့အရန်ကိုကောင်းတဲ့နေရာလေးပေါ့နော်ဒီမှာပေါ့နော်တမိုင်ခွဲလောက်ကိုရှောက်လာတဲ့အတွက်ကြောင့်မို့လို့ congratulations တဲ့ you have reached the end of Southern Fire ဆိုတဲ့ sign board ကိုတွေ့ရပါမယ် yay we made it အခုတော့ပါရရဲ့အဆုံးရောက်ပြီးတော့ဒီပေါင်ထိုင်နေရပေါ့နော်ဘေးတွေကလည်းအရင်တိုက်တယ်ဝက်တီကလည်းတာနေတော့နေတော့ကတော့အရင်ကောင်းတယ်အရင်တော့ relaxing ဖြစ်တယ်ပေါ့နော်ဒါကတော့ဒီပါရအဆုံးမှာပေါ့နော်ဒီလိုမျိုး live book ကိုကြည့်လို့ရတဲ့ shop လေးရှိရယ်အဲ့တော့အခုဒီဟာကအပေါ်တက်ပြီးကြည့်လို့ရတာဆိုတော့ပေါ်တက်ပြီးရှုခင်းကိုခံစားလိုက်ပါအောင်မယ်ဒါ free ပါပတ်စံပေးစရာလည်းမလိုပါဘူး6 နာရီခွဲကျော်ပေါ့နော်